person on your mind? Will they be in your life or not? So, ako din sa ito mo dutiyaw siya po. Sa ito mo doon niya dutiyaw siya me. Dutiyaw doon like. Ay lo, din mo ay masabi siya ni mala. Tama mo eh. Kanawe doon yan doon lang. Pero kung naman mo na siya ni mala eh, magsipin mo no? Ako jin niya duga naina to piensa niya du ဖြစ်ဖို့များတယ်အများစုကလေအကြောင်းကြောင့် blockage ဖြစ်နေရပါတော့ဒါမှမဟုတ်အိမ်ပြောင်းရွှေ့တာနယ်ကိုပြောင်းတာအဓိကတော့အိမ်ပြောင်းတာတွေ့ရနော်အဲ့လိုမျိုးလေးပေါ့ဆိုတော့အခုတင်းစိတ်ထဲမှာရှိနေတဲ့သူကတင့်ကိုအားတိုင်းပြောတာအပျော်သဘောပါပဲသူတွေးထားလေပျော်ရဲပေါ့နော်တချို့ຢာလေးလိမ်မယ်ပေါ့ဆိုတော့ဒီမှာတော့ proposal လုပ်ပြီးတွေ့ရပေါ့နော်ရေးစားစကားတွေပါပြောပြီးချစ်ခွင့်ပန်ပြီးလို့မြင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါရဲ့လည်း just အလိမ်အညာကြီးပဲသူစိတ်ထဲမှာအဲ့လောက်ကြီးအတီးမတွေးထားဘူးအချိန်တန်ရင်တိုင်းတာတစ်ခုမှပြန်ပြတ်မယ်ပဲတွေးထားတာပေါ့နော်တကယ်စိတ်နှစ်ကိုနှစ်ချစ်တာတော့မဟုတ်ရဲ့ဆိုတော့ဒီ connection လေးက lesson learn ပါ lesson learn ပေါ့နော်အချိန်တိုင်းတာတစ်ခုမှပြန်ပြတ်သွားတာတွေ့ရမယ်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ဒီနေ့ကဒီခု reading လေးမှာတချို့တော့သူတွေကအဲ့ connection ပြတ်ပြီးသွားတော့မှ relationship အကြောင်းကိုနောကြည့်သွားရဲခေါ်မလားပေါ့နော်ဘသူတွေကဘလို့ချစ်တာဘသူတွေကမချစ်ဘူးလဲကိုဘဝရဲ့တင်ငန်းစာတော်တော်များရလိုက်မယ်ကွာဒီလားပြောချင်တာအဲ့လိုမျိုးလေးပြတ်သွားပြီးရဲ့အချိန်မှာပျော်ရွှင်သွားမယ်အောင်တော့ဒီမှာ wisdom တခုရသွားမယ်လို့တွေ့ရမဟုတ်ဘူးဒီတဲ့ကထောက်ဝက်ကတော့ဘာဖြစ်လဲဆိုတော့ player got played player caught up ဆိုတော့လုံးဝငပွေးလေးပဲလုံးဝ player ပဲပေါ့နော်လုံးဝ bullshit type ပြောမယ်ချစ်မယ်ချစ်ချောင်ဆောင်မယ်လိမ့်မယ်အဲ့လိုပုံစံမျိုးလေးတွေ့ရဒါပေမဲ့အဲ့ဒါလေးကရှင့်ကိုအရင်ကြိုက်သွားမှကြွေသွားမှတွေ့ရ